လူနာတွေကို drip ချိတ်တဲ့အခါမှာ normal saline, dextro saline, dextro water နဲ့ Ringa latex solution တွေကတစ်ခုနဲ့တစ်ခုဘာတွေကွာတာလဲဘလို့အခြေအနေတွေမှာသုံးထားလဲဆိုတာဆရာမဒီနေ့ဗီဒီယိုလေးမှာပြောပြပေးပါမယ်။ NS ကတော့ normal saline ပေါ့နော်ဒါကတော့အသုံးအများဆုံး dribbling solution ပဲဖြစ်ပါတယ်။ဆရာမတို့ဒီထဲမှာ 0.9% sodium chloride ပါပါတယ်။ဆရာမတို့သွေးထဲမှာပါတဲ့စားပမာဏနဲ့အချိုးအစားညီတဲ့ dribbling solution အရေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဒီ NS splint ကိုဆရာမတို့ဘယ်အချိန်ဒီမှာသုံးလဲဆိုရင်သွေးထွက်လွန်တဲ့အခါတွေရေဓာတ်ဆုံးရှုံးတဲ့အခါတွေမှာနဲ့ဆရာမတို့ခွဲစိတ်ခန်းဝင်တဲ့အခါမှာလူနာရဲ့သွေးပေါင်ကိုထိန်းညှိဖို့အတွက်ချိတ်တဲ့ splint အမျိုးအစားပဲဖြစ်ပါတယ်DS က dextrose in saline ပဲဖြစ်ပါတယ်။ dextrose in saline ဆိုတဲ့အတိုင်းပဲ dextrose ဆိုတာတခြားတက်ပါ saline ဆိုတာကကျမတို့ဒီ normal saline ပဲပေါ့နော်။ပြောချင်တာက NS ထဲမှာတခြားတက်ဖြည့်ထားတဲ့ dribbling အမျိုးအစားပဲဖြစ်ပါတယ်။အဲ့တော့ဒီ DS ကိုဘယ်လိုလူနာတွေမှာပေးလဲဆိုရင်အစာမဝင်တဲ့လူနာတွေအစာမစားနိုင်တဲ့လူနာတွေကို calorie ဓာတ်တွေ electrolyte ဓာတ်တွေပေးဖို့အတွက် DS ကိုချိန်လို့ရပါတယ်။ဒါကြောင့်မို့ DS drip ကလူနာတွေကို energy ပေးရင်းနဲ့ရေကိုဖြည့်ဆည်းပေးတဲ့ dribbling အမျိုးအစားပဲဖြစ်ပါတယ်။ DW ကတော့ dextrose water ပါ။အဲ့တော့ dextrose sugar တခြားဓာတ်နဲ့ water ရေနဲ့ပေါင်းစပ်ထားတဲ့ drip ရေပဲဖြစ်ပါတယ်။ DW ကိုဘယ်လိုသုံးလဲဆိုရင်ဆရာမတို့ DW ချိတ်လိုက်တဲ့အခါမှာလူနာရဲ့ခန္ဓာကိုယ်မှာရှိတဲ့ cell တွေက dextrose တခြားဓာတ်ကိုတော့သူတို့ကစားသုံးသွားတယ်ပေါ့စားသုံးသွားပြီးတော့ရေဓာတ်တွေကခန္ဓာကိုယ်ထဲမှာသွေးထဲမှာကျန်နေခဲ့တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဆရာမတို့ကဘယ်လိုလူနာတွေမှာ DW ချိတ်လို့ရလဲဆိုတော့သွေးထဲမှာ sodium ဓာတ်တွေများနေတဲ့လူတွေသွေးထဲမှာ potassium ဓာတ်တွေများနေတဲ့လူနာတွေမှာ DW ပေးပါတယ်။နောက်တစ်ခုကဆရာမတို့တခြားဓာတ်နည်းနေရင်လည်း DW ကိုချိတ်လို့ရပါတယ်။ RL က Ringa latex ဖြစ်ပါတယ်။သူကတော့ normal saline ထဲမှာ electrolyte တွေအများကြီးပါဝင်တဲ့ drip အမျိုးအစားပဲဖြစ်ပါတယ်။ဘလို့ electrolyte တွေပါဝင်လဲဆိုတော့ sodium, potassium, chloride, calcium, latex စတဲ့ electrolyte တွေပါဝင်နေပေါ့နော်။ဒါကြောင့်မို့ဒီ Ringa latex ကိုဘလို့လူနာတွေမှာသုံးလဲဆိုတော့ဆရာမတို့တွေအများကြီးအန်တဲ့လူနာတွေအများကြီးဝမ်းသွားထားတဲ့လူနာတွေမှာလည်းချိတ်ပေးလို့ရတယ်။နောက်တစ်ခုကကြတော့မီးလောင်ဒဏ်ရာရထားတဲ့လူနာတွေမှာလည်းသုံးတယ်။ပြီးတော့ဒီထိခိုက်ဒဏ်ရာပေါ့နော်ထိခိုက်ဒဏ်ရာရထားတဲ့လူနာတွေမှာလည်း Ringa latex drip ကိုချိတ်လို့ရပါတယ်ဒီ dribbling တွေကိုဘယ်လိုနေရာတွေမှာသုံးလဲဆိုတာကိုဒါဆရာမကဘဝတုဒအနေနဲ့သိရအောင် sharing လုပ်ပေးခြင်းပဲဖြစ်ပါတယ်ကိုယ့်သဘောနဲ့ကိုတော့ပေါ့နော်ဒီ dribbling တွေကိုချိတ်လို့မရပါဘူးဆရာဝန်ကျွမ်းကျင်တဲ့သူတယောက်ရဲ့ခွင့်ပြုချက်ပါမရပါမယ်ဘာလို့လဲဆိုတော့ဥပမာ normal saline plane မျိုးဆိုရင်ဆရာမတို့ကြောက်ကပျက်စီးနေတဲ့လူနာတွေနှလုံးပျက်စီးနေတဲ့လူနာတွေအတွက်ဆိုမသင့်တော်ပါဘူးမကောင်းပါဘူး dextro in saline ဆိုလဲစီချိုလူနာတွေမှာဆိုရင်တော့တော်တော်ကိုဂရုစိုက်ပြီးတော့ချိတ်ရတဲ့ dribbling ပဲဖြစ်ပါတယ်ဒါကြောင့်မို့ dribbling တွေတစ်ခုစီမှာပေါ့နော်ဆရာမတို့တတိထားရမယ့်အချက်လေးတွေရှိတာမို့လို့ကိုယ့်သဘောနဲ့ကိုတော့ဒီ dribbling တွေကိုချိတ်လို့မရပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာ Grace ပါ